အေယာဝတီတိုင်းမြောင်းမြမြို့နယ်ထဲကကျွန်းထိပ်အုပ်စုတဲဖြူကွင်းမှာဖျားသဆူပေါ်တော်မူပြီးအဆိုပါနေရာကရေဟာယောဂပျောက်တယ်လို့နာမည်ကြီးနေပါတယ်။ဖျားပေါ်တော်မူတဲ့နေရာနာကလေကွင်းရေဟာယောဂပေါင်းစုံပျောက်တယ်ဆိုပြီးနာမည်ကြီးနေလို့ဖျားလဲဖူးရင်ရေခတ်နေကြတဲ့မြင်ကွင်းကိုလည်းတွေ့ရပါတယ်။တကယ်တမ်းတော့အဆိုပါနေရာဟာစပားဆိုင်ကွင်းဖြစ်တာကြောင့်လေရေထဲမှာပိုးသက်ဆေးလိုဓာတုသက်ကျွန်းတွေအများကြီးပါဝင်နိုင်တာကြောင့်အန္တရာယ်များပါတယ်။ဒါပေမဲ့လည်းရှီယူဆွဲယုံကြည်မှုလွန်ကဲတာတွေယောဂပျောက်တယ်လို့ကောလာဟာလအတန်တွေကြောင့်နိဆက်ရာရွာတွေသာမကတခြားနယ်တွေကနေပါလာပြီးခတ်ယူနေကြတာပါနှစ်ပေါင်း600ကျော်တက်တန်းရှိတဲ့ဖျားသဆူဆိုပြီးပြောဆိုကိုးကွယ်နေမှုဟာယုံကြည်မှုအရပြောစရာမရှိပေမဲ့လေထဲကမတန့်တဲ့ရေကိုသုံးနေတာကဘေးရှိပါတယ်တချို့ဆိုရင်ကင်ဆာပါပျောက်တယ်ဆိုပြီးပြောဆိုတောက်သုံးနေကြတာကြောင့်လူထုကျန်းမာရေးပေါ်ဘေးရှိနိုင်ပြီးသက်ဆိုင်ရာဆရာဝန်တွေတားမြင့်တင်ပါတယ်လယ်မြေဖြစ်တာကြောင့်ပိုးသက်ဆေးဓာတ်မြေဩဇာတွေနဲ့ဓာတုဓာတ်ကျွမ်းတွေများတဲ့ရေဖြစ်တာကြောင့်မလိုလားအပ်တဲ့ဝမ်းယောဂါတွေဖြစ်လာနိုင်ပါတယ်။ယုံကြည်မှုလွန်ကဲတာကြောင့်ဆေးကြောတန့်စင်တာလုပ်ယုံကပြောစရာမရှိပေမဲ့96ပါးယောဂါပျောက်တယ်ဆိုပြီးတောက်သုံးကြမှာကအန္တရာယ်များပါတယ်။မိတို့ဆိုစေပေါ်တော်မူဖျားဆိုပြီးနာမည်အရန်ကြီးတာကြောင့်အေယာရီတိုင်းမြောင်းမြမြို့နယ်ထဲကလူတွေအများကြီးတွားဖူးကြတာမို့လူစီကားနေတာပါ။ဖျားဖူးတာအဆင်ပြေပေမဲ့ပေါ်တော်မူဖျားစီကရေဆိုပြီးမတောက်သုံးမိဖို့အရေးကြီးပါတယ်။